ဇတ်တပင်လောကရဲ့ကျဲတပွင့်မင်္ဂလာပါရှင်မြမဇတ်တပင်လောကမှာကာကွက်အတိတေတင်ဆက်မှုအစမ်းတွေနဲ့ပရိသတ်ကိုအမြဲတမ်းဆွေးဆောင်ချနိုင်တဲ့မင်းသားတစ်ယောက်ရှိပါတယ်သူကတော့တခြားသူမဟုတ်ပါဘူးတပင်ပရိသတ်တွေရဲ့အချစ်တော်မင်းသားကြီးဖိုးချစ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဖိုးချစ်ကိုဘာကြောင့်လူတွေအသေးဆွဲဖြစ်ရတာလဲသူ့ရဲ့အောင်မြင်မှုနောက်ွယ်ကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်ဖိုးချစ်ကိုမန္တလေးတိုင်းကြောက်ပန်းတောင်မြို့နယ်မှာမွေးဖွားခဲ့တာမှာငယ်စဉ်ကတည်းကအနုပညာပိုးပါခဲ့သူပြီးဇက်တပင်လောကတဲကိုခြေစုံပြဝင်ခဲ့ရတယ်သူဟာရုပ်ရည်တမကဘူးပညာရဲ့ပိုင်းမှာလည်းအခြေခံပိုင်းနိုင်အောင်အမြဲလေ့လာခဲ့သူပါအစောပိုင်းကာလနေမှာအခက်အခဲတွေရှိခဲ့ပေမယ့်သူ့ရဲ့ထူးခြားချက်ကစမ်းသစ်တည်ထွင်မှုပါပဲရိုးရအားကိုလည်းမပြောက်ပြက်စေပဲခင်းနဲ့အညီဖျော်ပြရေးပုံစံတစ်တွေကိုသူကစတင်မိတ်ဆက်ခဲ့တာကြောင့်လူငယ်ပရိသတ်တွေပါဇက်တပင်ကိုပြန်လဲစိတ်ဝင်စားလာအောင်လုပ်နိုင်ခဲ့သူလို့ဆိုရမှာပါဖိုးချစ်ရဲ့ပွဲတွေကိုကြည့်ရင်အမြဲတမ်းဝေါင်းဖြစ်စေတာကတော့သူ့ရဲ့စင်တင် setting stage design တွေနဲ့မီးအလင်းမောင်အသုံးပြုမှုတွေပါပဲနိုင်ငံတကာအဆင့်မီ light and sound တွေကိုမြန်မာဇက်စင်ပေါ်ယူဆောင်လာခဲ့တာပါဒါအပြင်ဖိုးချစ်ဟာကားကွက်အစမ်းများခစ်ပေါ်တေးဂီတာနဲ့မြမအကိုပေါင်းဆက်တာဇလန်းဇက်ကွက်ခစ်ပြိုင်ပြဿနာတွေကိုပညာသေးတင်ဆက်တာပရိသတ်နဲ့ဆက်ဆံရေးပရိသတ်ကိုလေးစားမှုအပြည့်နဲ့ဖျော်ဖြေတတ်တာတွေကြောင့်ဖိုးချစ်ဆိုတဲ့နာမည်ကတပင်လောကမှာထိတ်ဆုံးကရက်တည်နိုင်ခဲ့တာပါဖိုးချစ်ဟာအနုပညာတမကပြီးပရာဟိတနဲ့ဘာသာရေးမှာလည်းအင်တိုက်အားတိုက်ပါဝင်တတ်သူပါအလူအတန်းတွေမှာရဲရောလူတန်းတတ်တယ်လို့သူ့ရဲ့ဇက်အဖွဲသားတွေအပေါ်မှာလေမိသားစုဝင်တွေလို့စောင့်ရှောက်တတ်တာဟာသူ့ရဲ့အားကြစရာအရည်ချင်းတစ်ခုပါပဲဘဝမှာဘလောက်ပဲအောင်မြင်ပါစေနှင်းချတတ်တဲ့သူ့ရဲ့စိတ်ထားကြောင့်ပဲပရိသတ်တွေကခိုင်ခိုင်မြဲမြဲအားပေးနေကြတာဖြစ်ပါတယ်ကဲဒါကတော့မြမဇက်တပင်ကိုခစ်နဲ့အညီအသက်သွင်းနေတဲ့မင်းသားကြီးဖိုးချစ်အကြောင်းတစ်စိတ်တစ်စောင်းတင်ဆက်ပေးခဲ့တာပါသူဟာအနုပညာရှင်ကောင်းတစ်ယောက်ဆိုတာထက်ပိုတဲ့စ조사အားထုတ်သူတစ်ယောက်လည်းဖြစ်ပါတယ်သူ့ရဲ့ပွဲတွေထဲကမှပရိသတ်တွေအကြိုက်ဆုံးပွဲဒါမှမဟုတ်ကကွက်လေးတွေရှိရင်လည်း comment မှာရေးပေးကြပါအောင်နော်အခုလိုစိတ်ဝင်စားစရာအနုပညာရှင်တွေအကြောင်းကိုအမြဲကြည့်ချင်ရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်